Facebook သုံးတဲ့သူတိုင်းလောက်ထားတဲ့ setting တစ်ခုကိုပြပြပေးမယ် Facebook သုံးရတာအာရုံမနှောက်ချင်တော့ Facebook ကိုဒီလိုလေးလောက်ထားလိုက်ပါရမ်းကိုအကျိုးရှိပါတယ် Facebook လေးတွေကိုဝင်ပေးလိုက်မယ်ပြီးတော့ menu bar လေးတွေကိုထပ်မံပြီးတော့ဝင်ပေးရမယ် setting ဆိုတဲ့ကောင်လေးတွေကိုထပ်မံပြီးတော့ဝင်ပေးရပါမယ်ညလေးကိုရောက်ရင်တော့ preference ဆိုတဲ့နေရာမှာ content preference ဆိုတဲ့ကောင်လေးတွေကိုထပ်မံပြီးတော့ဝင်ပေးရပါမယ်တိုင်းပုံစံလေးနဲ့ manage default ဆိုတဲ့ကောင်လေးတွေကိုထပ်ပြီးတော့ဝင်ပေးရမယ်ဒီကလောက်ရမယ့်အချက်ကအသုံးချက်ရှိပါတယ်ပထမဆုံးအချက်ကတော့ low quality content ဆိုတဲ့ကောင်လေးကိုနှိပ်မယ်ဒီလိုပေါ်လာပြီဆိုရင်တော့ select ကိုရွေးမယ်ပြီးရင်တော့အောက်ကစိတ်လေးကိုနှိပ်ပေးရပါမယ် okay ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါနံပါတ်1 unoriginal content and problematic sharing ဆိုတဲ့ကောင်လေးကိုထပ်ပြီးတော့နှိပ်ပေးရမယ်ပြီးတော့ရင်တော့ select ကိုရွေးမယ်အောက်ကစိတ်လေးကိုထပ်ပြီးတော့နှိပ်ပေးရပါမယ်ဒီလိုပေါ်လာရင်တော့ okay ကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါအောက်ဆုံးကြောင်းဖြစ်တဲ့ sensitive content ကိုထပ်ပြီးတော့နှိပ်မယ်select ကိုရွေးပေးရမယ်အောက်ကဖြောင်းလေးနဲ့ save ကိုနှိပ်ပြီးတော့တင်ပေးရပါမယ် okay ပေါ်လာရင်တော့ okay ကိုထပ်ပြီးတော့နှိပ်ပေးလိုက်တော့ရပါပြီဒီလိုလောက်ထားလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ Facebook ပေါ်ကိုဂိမ်းကြော်ညာတွေလောင်းကစားတွေအလိမ်ညာနဲ့ပတ်သက်တာတွေအရေးသွေးမဖြစ်မိတဲ့အကြောင်းအရာလေးတွေတူနဲ့တူပြဿနာဖြစ်စေနိုင်တဲ့အကြောင်းအရာလေးတွေမူရင်းမဟုတ်တဲ့အကြောင်းအရာလေးတွေထိစလွယ်တဲ့အကြောင်းအရာလေးတွေကိုယ့်ရဲ့ Facebook ပေါ်ရောက်ရှိလာမှုနည်းသွားပါမယ်ဒါကြောင့်မလို့ Facebook သုံးတဲ့သူတိုင်းကတော့ဒီလိုလောက်ထားသင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်